Liberopa MRT ကိုရောက်သွားတယ်ဆိုလို့ရှိရင် Liberopa MRT ရဲ့ညာဘက်ကိုတပေါက်ထဲပဲရှိရပေါ့နော်အဲ့လိုမျိုးတပေါက်ထဲဆိုလို့ရှိရင်ညာဘက်ကိုပဲထွက်လိုက်ပါညာဘက်ကိုထွက်လို့ရှိရင်အမိုးကြီးနဲ့အဆောက်အုံတွေ့ပါလိမ့်မယ်အဲ့လိုမျိုးအမိုးကြီးနဲ့အဆောက်အုံရောက်တယ်ဆိုလို့ရှိရင်လည်းညာဘက်ပြင်းများလမ်းတွေအတိုင်းပဲဆက်ပြီးလျှောက်သွားတယ်ဆိုလို့ရှိရင်ကန်းချီကိုတွေ့ပါလိမ့်မယ်ကန်းချီကိုတွေ့တဲ့အခါကျလို့ရှိရင်ဘယ်ဘက်ကိုသွားရင်တော့ reflection နဲ့ vivocity ကိုပြန်ရောက်သွားမှာဖြစ်ပြီးတော့ညာဘက်ကိုဆက်လျှောက်သွားမယ်ဆိုလို့ရှိရင်ပင်လယ်ကန်းချီနဲ့အတူ Liberopa မှာရှိတဲ့မြောက်တွေလိတ်တွေအဲ့လိုငါးတွေအဲ့လိုမျိုးစုံရှိတဲ့ဘက်ကိုရောက်သွားမယ်အဲ့လိုမျိုးရောက်သွားတဲ့အခါမှာဆက်ပြီးတော့လမ်းလျှောက်သွားမယ်ဆိုလို့ရှိရင်အုတ်နံရံနေအဲ့လိုမျိုးဝင်ပေါက်လမ်းလို့လောက်ထားတဲ့အုတ်နံရံလှလှကြီးနှစ်ဖက်ကိုတွေ့လိမ့်မယ်အဲ့ဒီကိုတွေ့ရဆိုရှင်အဲ့လမ်းကြောင်းအတိုင်းပဲအဲ့ကတ်တရားလမ်းအတိုင်းပဲအပေါ်တောင်ပေါ်လေးကိုနည်းနည်းပြေးပြေးလေးတက်သွားမယ်ဆိုလို့ရှိရင်အခုကျမရိုက်ပြထားတဲ့မျောစင်းနဲ့ view ကိုရောက်တဲ့နေရာကိုလည်းတွေ့မှာဖြစ်တယ်လို့အမှအင်္ဂလိပ်ခေတ်တုန်းကလောက်ထားတဲ့အမြောက်ကြီးတွေဘုံစံတွေအမှအင်္ဂလိပ်စစ်သားတွေနဲ့ပေါ့နော်သူတို့ငကိုလောက်ခဲ့တဲ့နေရာတွေကိုသူတို့အမှလောက်ထားတာတွေ့ပါလိမ့်မယ်အဲ့တောထဲမှာပဲသူတခြားခန်းလောက်ထားတယ်ပေါ့နော်အဲ့ဒီမှာအင်္ဂလိပ်စာရေးပိုင်းဖတ်တတ်တယ်ဆိုလို့ရှိရင်လည်းသူတို့အဲ့ဒီမှာတေချာစာရေးလည်းရေးထားတယ်ပေါ့နော်ဘယ်နှခုနှစ်ကနေဘယ်လိုဖြစ်ခဲ့လဲဆိုတာအမှဘုံခိုကျင်းတို့မျိုးစုံတော့ပေါ့နော်ထူးထူးဆန်းဆန်းနေရာတွေကိုတွေ့ပါလိမ့်မယ်အင်္ဂလိပ်ခေတ်ကအကြောင်းအရာတွေကိုပေါ့နော်သူတို့ဦးမင်လှိုင်ကောင်းတို့အဲ့လိုမျိုးတွေကိုတွေ့ရပါတယ်ပြီးလို့ရှိရင်အဲ့ဦးမင်လှိုင်ကောင်းကဒီ Liberopa နေဘယ်အထီးဆိုပြီးတော့အဲ့လိုမျိုးဦးမင်လှိုင်ကောင်းပေါ့နော်ဘယ် Liberopa နေဘယ်အထီးဖောက်ထားတယ်ဆိုတဲ့စာရေးထားတယ်ကျွန်မမေ့သွားလို့ပေါ့နော်အဲ့လိုမျိုးတွေကိုလေ့လာမှဖြစ်ပြီးတော့တဘာဝနဲ့လုံးဝတဘာဝစစ်ပေါ့နော်ဒီလိုငှက်တွေဗရက်တွေဖွတ်တွေအဲ့လိုမျိုးစုံသောတတ္တဝါတောတ္တဝါလေးတွေကိုလည်းတွေ့ရမှာဖြစ်တယ်ပြီးကြလို့ရှိရင်အဲ့ဒီမျောစင်းအပေါ်အထီကိုတက်သွားလိုက်မယ်ဆိုလို့ရှိရင်အောက်ကပင်လယ် view ကိုတင်မော်ရီနဲ့ပင်လယ် view ကိုတမျိုးထူးခြားစွာတွေ့ရှိရမှာဖြစ်ပါတယ်ကျမတို့လည်းရောက်သွားတဲ့အခါမှာတော့ရဲ့တဘာဝကိုခန်းစားရတယ်တဘာဝစစ်နဲ့ထိတွေ့ကြတာဖြစ်တဲ့အတွက်ပင်မမိမဲ့စိတ်တွေကြည်လင်းလန်းဆန်းသွားတယ်ပေါ့နော်ပြီးကြထူးထူးခြားခြားတွေတွေ့ရဖြစ်တဲ့အတွက်ကြောင့်မလို့အပြင်မှာအမြဲတမ်းမြင်တွေ့နေကြဒီ shopping mall တွေဒီလိုမျိုးတွေထက်စားလို့ရှိရင်အဲ့လိုမျိုးရှောက်သွားတဲ့အခါအမြင်တစ်မျိုးဘုဒ္ဓတာတစ်မျိုးရပါတယ်တခုခုလည်းလွမ်းတယ်လို့ပါလို့အဲ့လိုမျိုးပေါ့နော်ဟိုရှစ်ခေတ်ကိုအဲ့လိုမျိုးပြန်ရောက်သွားတယ်လို့အဲ့လိုမျိုးခံစားရတဲ့ feeling ကိုရပါတယ်ဒါကြောင့်မလို့ရှောက်ပြီးသွားခြင်းနဲ့ပင်မလည်းနည်းနည်းခံနိုင်တယ်ဆိုလို့ရှိရင်တော့ Liberopa MRT ကနေပြီးညာဘက်ကိုပဲချိုးသွားရင်းနဲ့အဲ့ပင်လယ်ကမ်းခြေမှာပျော်ပွဲစားလိုမျိုး picnic လုပ်လိုမျိုးလဲသွားရင်းနဲ့အဲ့ဒီကိုအေးလူနေတာတဲ့ရက်မှာသွားလို့ရပါတယ်အဲ့ဒါကိုပြန်ပြီး sharing လုပ်ခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ပါမယ် see you guys